ယုံမရှိတယ်တကဘာလုံးကမှတ်တမ်းတင်နေတယ်ကအလည်းကမှတ်တမ်းတင်နေတာမဟုတ်ကုလသမဂ္ဂအဲ့ဒါလို့လုပ်တတ်တယ်ကုလသမဂ္ဂကသူကနိုင်ငံတွေရဲ့ပြဿနာကိုဖြေရှင်းပေးလို့သူ့မှာ authority တာမရှိတယ်အဲ့လိုစာရွက်စာတမ်းတွေမှတ်တမ်းတင်ပြီးတော့တရားရုံးတင်မှုကိစ္စကုလသမဂ္ဂအသုံးဝင်တယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel မှာကြိုဆိုလိုက်ပါတယ်ခင်ဗျာ SCDN တွေ engineer တွေပေါ့ဗျာကျွန်တော်တို့ရဲ့ engineer တွေဆရာဝန်တွေမေးလိုက်ရှင်တယ်ဒီမိုကရေစီအောင်နေပြီးတော့ပြည်သူကိုဥခိုက်ရလားပြည်သူကိုရှစ်ခိုးရလားပြည်သူကိုအနိုင်ကျင့်နေတာလားကိုမေးငါတို့ဒီစစ်အာဏာရှင်ဖြစ်တယ်ငါတို့ဒီဒီမိုကရေစီကိုမယုံကြည်ဘူးငါတို့ဒီမြောက်ကိုရီးယားလိုပဲစစ်တပ်နဲ့ပဲအုပ်ချုပ်မယ်တပါတီနဲ့ပဲအုပ်ချုပ်မယ်ပြက်သားချင်းညာလीယောက်ျားတွေပဲဒီမိုကရေစီကိုခုတုံးလာမလုံးနဲ့ငါတို့ဒီတခြားနိုင်ငံရေးပါတီကိုလည်းခွင့်မပြုဘူးငါတို့ဒီဖွဲ့စည်းပုံလည်းလက်မခံဘူးငါတို့ဒီစစ်တပ်နဲ့အုပ်ချုပ်တယ်ကွာဘာလို့ယူဆိုင်မှာငါမှတနတ်ရှိတယ်ကြိုက်တဲ့ကောင်လာခဲ့ငါချမယ်အခုလည်းချနေတာပဲပြက်သားယောက်ျားပဲအဲ့လိုကြီးညာရအောင်လားအဲ့လိုမကြီးညာပဲဒီမိုကရေစီကိုလာဘန်းမပြနဲ့ဒီမိုကရေစီကိုဘန်းပြတယ်ဆိုရင်ဒေါအောင်ဆန်းစုကြည်ကိုအရင်ဆုံးပြန်လှော့ဖမ်းထားတဲ့ NLD တဲ့နိုင်ငံရေးအကျဉ်းသားတွေအကုန်ပြန်လှော့ဒါနံပါတ်1အရင်ဆုံးလုပ်ပြရမှာ PDF တွေကိုလက်နဲ့ချခိုင်းရမှာမဟုတ်ဘူးတိုင်းသားတွေလက်နဲ့ချလူလက်ရှိဖမ်းထားတဲ့လူတွေကိုအရင်ဆုံးပြန်လှော့ဒေါ်ဆန်းစုကြည်ကိုပြန်လှော့ဒေါ်ဆန်းစုကြည်ကိုမိတ်ကွန်းပြောခွင့်ပေးဒေါ်ဆန်းစုကြည်ရဲ့စကားကိုပြည်သူကိုပြောခိုင်းပြီးတော့ TV ပေါ်မှာမင်းအောင်လိုင်းနဲ့ဒေါ်ဆန်းစုကြည်နဲ့ဓာတ်ပိတ်လုပ်ခိုင်းစက်တိရှိအဲ့ဒါဒီမိုကရေစီဗျကင်မရာဟဲစင်းနဲ့ဒေါ်နယ်ထရန့်နဲ့ဓာတ်ပိတ်လိုက်တာလူတိုင်းသိတယ်တစ်ကမ္ဘာလုံးသိတယ်သမရလှုပ်ချင်နေဆိုရင်မင်းအောင်လိုင်းနဲ့ဒေါ်ဆန်းစုကြည်နဲ့ TV မှာဓာတ်ပိတ်လုပ်တစ်ကမ္ဘာလုံးကိုပြဒီမိုကရေစီကိုတွားကျင်နေဆိုရင်ပထမဆုံးဒေါ်ဆန်းစုကြည်အပါဝင်ဖမ်းထားတဲ့လူတွေအရင်ဆုံးပြန်လှော့ပြီးတော့လွတ်လပ်မိကုံပြီးပြောလွတ်လပ်ဒေါ်ဆန်းစုကြည်ကိုစီယုံခွင့်ပေးလွတ်လပ်ဒေါ်ဆန်းစုကြည်ကိုစကားပြောဆိုခွင့်ပေးလွတ်လပ်ဒေါ်ဆန်းစုကြည်ကိုခီးသွားလာခွင့်ပေးလွတ်လပ်ဒေါ်ဆန်းစုကြည်နိုင်ငံတကာကိုတွားပြီးတော့ဝင်ထွက်ခွင့်ပေးတတိရှိဒေါ်ဆန်းစုကြည်ကိုကြောက်ပြီးတော့ဖမ်းချုပ်ထားပြီးမှကျန်တဲ့ကလေးတွေကိုလက်နဲ့ချပါငါတို့အောက်ကိုလာပါဆိုလာလုံမနေနဲ့ဒီမိုကရေစီကိုယုံကြည်တယ်ပြည်သူအားကိုဂယူးမဆိုင်ဘူးတနက်ကိုပဲယုံကြည်တယ်ဆိုရင်တတိရှိရင်ဒေါ်ဆန်းစုကြည်ကိုလှုပ်ပေးလိုက်ပြီးတော့ဓာတ်ပိတ်လို့လွတ်လပ်ပေးပြောလိုက်လွတ်လပ်ပေးစီယုံလိုက်အဲ့ဒါဒီမိုကရေစီဘာလဲဆိုတာသိသွားမယ်ပြည်သူဆန္ဒဆိုတာဘာလဲဆိုတာသိသွားမယ်အဲ့လိုလှုပ်ပေးပြီးဒေါ်ဆန်းစုကြည်ပြောတာကိုကျွန်တော်တို့ကလက်ခံပြီးမယ်တိုင်းသားတွေလက်ခံမယ်ကျွန်တော်တို့လက်ခံမယ်လုံးမလားလုံးရဲလားဒါတော့တချို့တိုင်းသားတွေကဒေါ်ဆန်းစုကြည်ပြောတဲ့စကားကိုစဉ်းစားနေဦးမှာနော်ဒါပေမဲ့လက်ခံမယ်ပဲဆိုပါစို့လုံးရဲလားဘာမှပြည်သူတွေ PDF တွေလက်လက်ချပါလာပြီးနိုင်ငံရေးပါတီမထောင်နိုင်ငံရေးပါတီရှိနေပြီးသားနိုင်ငံခေါင်းဆောင်ရှိနေပြီးသားပြည်သူအချစ်တော်ရှိနေပြီးသားကဘာကလက်ခံတဲ့ခေါင်းဆောင်ရှိပြီးသားဒေါ်အောင်ဆန်းစုကြည်လှုပ်ပေးလိုက်သူနဲ့အတူဖမ်းထားတဲ့ခေါင်းဆောင်တွေအကုန်လှုပ်ပေးဝန်ကြီးချုပ်တွေအများကြီးဖမ်းထားတာတောင်းသားတွေအများကြီးဖမ်းထားတာဒီမိုကရေစီကိုယုံကြည်လို့စန့်ကျင်ခဲ့တဲ့လူအကုန်လှုပ်လိုက်အဲ့ဒီလူတွေအားလုံးကိုပါတီထောင်ခိုင်းဒေါ်ဆန်းစုကြည်ကသူ့ပါတီရှိပြီးသားကျန်တဲ့အဲ့ဒီတောင်းသားပါတီထောင်ခိုင်းအဲ့ဒီလူတွေကိုလွတ်လပ်နိုင်ငံရေးပေးလုပ်လိုက်လွတ်လပ်စီယုံခိုင်းတကဘာလုံးနဲ့ခေါင်းဆောင်နဲ့ပေးတွေ့လိုက်တကဘာလုံးကိုသူသစီယုံမစီပတ်စပို့ထုတ်ပေးလိုက်သွားခွင့်လာခွင့်ထုတ်ပေးလိုက်သူတို့ကိုလုံခြုံရေးပေးလိုက်အဲ့ဒါဆိုဒီ PDF တွေကိုလည်းဂူးဆိုင်စရာမလိုဘူးတိုင်းသားဂူးဆိုင်စရာမလိုလှုပ်ကြည့်လိုက်လေရမလားလို့တော့ရွေးကောက်ပွဲစိတ်ကစားခဏနေပါဦးဒီမိုကရေစီကိုယုံကြည်တယ်ဆိုရင်ပြည်သူပါဝါကိုယုံကြည်ရမယ်စိတ်ကောင်းချိတ်ပြီးတော့ခွေးသားမယောင်းနဲ့
စိတ်ကောင်းရဲ့ပြီးစိတ်ကောင်းပဲပြောဒါဆိုရင်ဒေါအောင်ဆန်းစုကြည်ကိုလှုပ်ပေးလိုက်ဖမ်းတဲ့နိုင်ငံရေးသမားတွေအကုန်ကျင်းသားတွေအားလုံးចောင်းသားတွေအားလုံးလှုပ်ပေးလိုက်သူတို့တွေကိုနိုင်ငံရေးပါတီထောက်ခိုင်းနိုင်ငံရေးပါတီထောက်ခိုင်းသူတို့ကိုပေးစီးရုံလိုက်ဘာဖြစ်မလဲသိအောင်ဘာမှမဲစင်းကောက်เสียမလို့တကောင်စင်းကောက်เสียမလို့အသက်20ပြည့်တဲ့လူတိုင်းတန်းစီပြီးမဲလာပေးဆိုလူတိုင်းထွက်လာမှာဘယ်သူမှမလိမ်ဘူးမဲယုံလို့ရင်လည်းပတ်စံကုန်တယ်ဟုတ်မယ်ပြည်သူတွေကိုအချိန်တစ်ခုပြောလိုက်အကုန်လုံးတနိုင်ငံလုံးကပြည်သူတွေဟာလားဒေါ်ဆန်းစုကြည်ပါတီကိုထောက်ခံတယ်ဆိုရင်အိမ်ရှိထွက်ပြီးလက်မြောက်ပြပါလို့ပြောလိုက်အဲ့ဒါကိုလိုက်ပြီးရီလိုက်ရုံပဲကြောက်ချင်တာကပြောချင်တာကအဲ့လိုမလုပ်ရဲလို့အဲ့လိုယောက်ျားမဆန်လို့လက်တီပုံထိုးပြီးဒီမိုကရေစီရဲ့သူရဲကောင်းတွေဒီမိုကရေစီရဲ့ဥဆောင်နေတဲ့နိုင်ငံရေးခေါင်းဆောင်တွေကိုအကုန်လုံးဖမ်းပြီးထောင်ထဲထည့်ထားပြီးအဲ့ဒါကိုမခံနိုင်တဲ့ကလေးတွေတနက်ကင်ပြီးအသိတို့ကိုပြန်ချနေတဲ့အချိန်ကြာမှလာပြီးတော့နိုင်ငံရေးပါတီထောင်ပါလာပြောနေဆိုလိုချင်တာကတိုင်းရင်းသားတွေအကုန်လုံးစစ်တပ်တွေတိုင်းရင်းသားနေပြည်တော်ရုပ်သိမ်းသွားလိုက်တိုင်းရင်းသားတွေသူ့နေပြည်သူအုပ်ချုပ်တတ်တယ်တိုင်းရင်းသားတွေသူ့ဟာသူနိုင်ငံရေးလုပ်တတ်တယ်တိုင်းရင်းသားတွေသူ့ဟာသူထိန်းသွားလိမ့်မယ်အခုစစ်ပွဲတွေပြင်းထန်နေတဲ့ကချင်ပြည်နယ်ကစစ်တပ်တွေဖားကန့်ကစစ်တပ်တွေလာရှိုးကစစ်တပ်တွေနောင်ချိုကစစ်တပ်တွေသီဘောကစစ်တပ်တွေစီဆိုင်ကစစ်တပ်တွေလွိုက်ကောကစစ်တပ်တွေမြောက်ဒီကစစ်တပ်ဖန်ကစစ်တပ်တထုံကစစ်တပ်မော်လမြိုင်အကုန်ရုပ်သိမ်းလိုက်ဘာရွေးကောက်ပွဲမှမလို့တိုင်းသားတွေသူ့သူ EC အုပ်ချုပ်သွားလိမ့်မယ်အဲ့ဒါဆိုဒေါ်စားစုလွတ်ပေးလိုက်ပြီးဒီဘက်ကလည်းစစ်တပ်တွေကိုပြန်ပြီးသွားပြီပြီးရင်ACC အဖမ်းခံလိုက်အသင်တို့လှုပ်ထားသမျှအားလုံးအသင်တို့ကျူးလွန်ထားတဲ့ရာဇဝမှုတွေစစ်ရာဇဝမှုတွေကတိတ်တိတ်လေးတွေမဟုတ်ဘူးဘွားတေးခတ်လို့မရဘူးခွင့်လွတ်လို့လည်းမရဘူးလူငယ်ချမ်းသာခွင့်ပေးလို့လည်းမရဘူးအသင်တို့ကိုလှုပ်တဲ့အပြုကိုမိမိပြုတဲ့ကံမိမိထံပြန်လာမှာပဲကိုလှုပ်ထားတဲ့အမှုတွေကိုရင်ဆိုင်ရပဲယောက်ျားတွေပဲACC တရားရုံးမှာရင်ဆိုင်ပြီးတော့နိုင်ငံတကာတရားရုံး ICC ကိုသွားလေပြန်နဲ့ပို့ပေးမှာနော် business class ကနေပေးစီမှာဒီ The Hague မြို့ကိုလာဒီနယ်သာလန်နိုင်ငံ The Hague မြို့မှာဥရောပမှာလာပြီးတော့တရားရင်ဆိုင် ICC ရှိတယ် ICJ ရှိတယ်ရှင်းနေတယ်ငှားအသင်တို့ရှင်းနေငှားဖို့ပတ်စံမရှိငှားပြီးအောင်မယ်ဒါပေမဲ့အသင်တို့ကပတ်စံရှိပြီးသားငှားကဘာကျော်ရှင်းနေကဘာပေါ်မှာအကောင်းဆုံးရှင်းနေကိုဒေါ်လာသန်း100ပေးပြီးငှားအမှုကိုလာရင်ဆိုင်အသင်တို့အပြစ်မရှိရင်တရားသူကြီးတဲ့အသင်တို့ကိုခွင့်လွှတ်လိုက်မှာပဲထိုနည်းကောင်းပဲပြည်တွင်းမှာလည်းအသင်တို့ကိုဖမ်းမှာဘာဖြစ်လို့လဲအသင်တို့အခုလှုပ်ထားတဲ့လှုပ်ရက်တွေအားလုံးဒီဘယ်သူမှခွင့်လွှတ်လို့မရဘူးရှင်းလေးကိစ္စတော့ရှင်းနေတဲ့ကိစ္စကြီးကိုရှုပ်အောင်မလုပ်နဲ့ပြောချင်တာကအယူကွက်တွေကိုလာမနေနဲ့အယူကွက်ကိုအယူပဲယုံပါပြည်သူတွေကဒီမိုကရေစီကိုယုံကြည်လို့ငြိမ်းချမ်းစွာနဲ့မဲပေးခဲ့တာဒီမိုကရေစီကိုယုံကြည်လို့ပြည်သူအာဏာကိုပြည်သူပြန်ရဖို့ကြိုးစားနေတာအသိတို့အုပ်ချုပ်တဲ့ခေါင်းဆောင်တွေတနက်ပြပြီးပြောချင်တာပြောပြီးတော့ပြည်သူတွေကိုမတရားလုပ်လို့ရတဲ့ခေတ်ကုန်သွားပြီအဲ့တော့တနိုင်ငံလုံးကလက်နက်ကင်ပြီးအသိတို့ကိုတိုက်နေပြီအသိတို့
တေချာရှက်တတ်ရင်ကိုကိုစဉ်းစားကြည့်ပါဒီနေ့အသေးတို့နှထိုးကြီးကိုဘုံကျဲနေရတယ်မြင်းကြံကိုဘုံကျဲနေရတယ်အသေးတို့ကိုလူမျိုးကိုတခြားလူမျိုးကမုံသွားအောင်အသေးတို့ကိုယ်တိုင်ထိုင်းနိုင်ငံမှာသွားပြီးလှုပ်ဆော်နေတယ်အသေးတို့ကန်းကုန်သွားပြီဗမာလူမျိုးကိုထိုင်းတွေကမုံသွားအောင်အသေးတို့စစ်ကောင်စီကတရှို့ဒလန်တွေကထိုင်းတွေနဲ့ထိုင်းမျိုးချစ်တွေနဲ့ပေါင်းပြီးဗမာတွေကိုထိုင်းတွေကမုံပြီးထိုင်းနိုင်ငံကနေဗမာတွေကိုရိုက်ထုတ်အောင်အမုန်းတရားတွေဖန်တီးပေးပြီးအသေးတို့ရိုဟင်ဂျာကိုလှုပ်တယ်လို့ကိုလူမျိုးပါကိုပြန်လှုပ်နေပြီအသေးတို့ဟာကန်းကုန်နေပြီကန်းကုန်နေပြီဦးတိုင်းသမားမှာအသေးတို့ပြည်တွင်းမှာဘယ်လောက်ပဲအချင်းချင်းပြဿနာတက်တဲ့တိုင်းသမားမှာထိုင်းတွေကကိုဗမာလူမျိုးတွေကိုဒုက္ခပေးနေအသေးတို့ကကာကွယ်ပေးရမယ်အစားအသေးတို့ကကိုလူမျိုးတွေကိုထိုင်းတွေမမုံအောင်အသေးတို့ကမဘာသာဖုံးကြီးတွေအသေးတို့ကမျိုးချစ်ဆိုတဲ့လူတွေအသေးတို့ကစစ်ထောက်လိုင်းရေးကလူတွေထိုင်းစစ်တပ်ကထောက်လိုင်းရေးတွေနဲ့ပတ်စံပေးပြီးပေါင်းပြီးဒေါ်လာသန်းနဲ့ချီနဲ့အကုန်ကြခံပြီးထိုင်းတွေကိုဗမာတွေကိုမမုံအောင်လှုပ်ဆောင်နေတယ်မြောက်ပေးနေတယ် website တွေထောင်ပြီးတော့မတရားလုပ်နေတယ်အဲ့ဒီကနေမှတစ်ဆင့်ထိုင်းတွေကဗမာတွေကိုလူရိုက်ပွဲကြီးဖြစ်အောင်လူမျိုးရေးပဋိပက္ခဖြစ်အောင်အသိတို့ကိုယ်တိုင်လုပ်နေတာအဲ့အော်စရာကြီးအသိတို့ဒီကန်းကုန်သွားပြီကန်းကုန်နေပြီအဲ့တော့အသိတို့ရဲ့သွားရလမ်းဟာထောင်မဲရှိတယ် ICC တရားရုံးမယ် ICJ တရားရုံးမယ်